လူပေါင်း9,000ကျော်တက်ရောက်လာတဲ့ပွဲမှာအိန္ဒိယမင်းသားရှယ်ရုခန်ကိုရဲဆိုပြီးပြစ်ဖက်ခဲ့တဲ့ညီမမလေးဘောလီဝုဒ်မင်းသားရှယ်ရုခန်ဟာအိန္ဒိယမှာကြီးမကပဲကမ္ဘာကျော်မင်းသားဖြစ်လို့သူ့ကိုအားပေးကြသူတွေကကမ္ဘာနယ်ပြားမှာရှိနေပါရီရှယ်ရုခန်ရဲ့ရုပ်ရှင်တွေကလည်းအောင်မြင်တယ်လို့သူ့ကိုပြင်းမာမြင်မှုကြကြသူတွေကလည်းမနေပါဘူးမြန်မာနိုင်ငံကရှယ်ရုခန်အမခံပရိသတ်တွေကလည်းပြင်းမာတစ်ခါလောက်မြင်မှုကြကြပါသေးတယ်ယူနေသူတွေဖြစ်တဲ့လက်ဖြူနေတွေကတော့ပွဲတစ်ခုမှာရှယ်ရုခန်ကိုတွေ့ရကြောင်းလူများကြားတဲ့ကနေရဲဆိုပြီးစင်မအထိတက်ကပြစ်ဖက်ခဲ့ပါရီလက်ဖြူနေတွေကမြန်မာနိုင်ငံကနေဒူဘိုင်းကိုလှုပ်သွားလှုပ်တာလာပိုင်းတော့သာရှိပါသေးတယ်ဒူဘိုင်းမှာကျင်းပတဲ့ဝဲတစ်ခုမှာမက်ဖြူနေတွေတို့ကုမ္ပဏီကလည်းတက်ရောက်ခွင့်ရတာကြောင့်ဒီဝဲကိုရောက်သွားခဲ့တာပါဝဲထဲမှာလူဝါ9,000ကျော်ခန့်ရှိပြီးတော့စီးကိုဆင်းလောက်တာစင်ဘော်ကိုတက်ခွင့်ပေးတာပါလက်ဖြူနေတွေကရှယ်ရုခန်ကိုတွေ့ပြီးတော့မှတော့ပြေးပြီးတော့နှုတ်ဆက်ချင်ခဲ့ပါရီလူဝါ9,000ရှိရဲ့ဝဲမှာဖျောက်ခနေပြည့်တဲ့ပြီးရှယ်ရုခန်ကိုနှုတ်ဆက်ရမယ်ဆိုတာမလွယ်ကူပါဘူးဒါကြောင့်စင်မော်ထိသွားပြီးတော့နှုတ်ဆက်လိုက်ရင်လုံခြုံရေးတွေကတားပြင်းသားမလားစင်မော်ကနေဆွဲချမလားဆိုတာကိုတွေးပူခဲ့ပါသေးတယ်ရှယ်ရုခန်ကိုလည်းနှုတ်ဆက်ချင်တယ်လို့ပွဲရင်းမှာလည်းလူကများနေတာကြောင့်ဝေခွင့်ရခန့်နေခဲ့ပါရီဒီလိုခွင့်ရေးကလည်းနောက်တစ်ချိန်မှမကြုံရနိုင်တာကြောင့်လက်ချူနေတွေကစင်မော်မှာရှိနေတဲ့ရှယ်ရုခန်ကိုစင်မော်ထိပြေးကနှုတ်ဆက်လိုက်ပါရီလုံခြုံရေးတွေကသူ့ကိုတားမြစ်တဲ့ဈာရဲကနေစင်ဘော်ကိုတက်သွားခဲ့ပြီးရှယ်ရုခန်ကိုသဘောကျတဲ့ကြောင်းကြီးစားပရိသတ်တယောက်ဖြစ်ကြောင်းပြောဝင်ရသွားခဲ့ပါရီရှယ်ရုခန်ကလည်းစင်မစဝဲနဲ့မဖြူနေတွေကိုပြန်လည်နှုတ်ဆက်ပြီးစီအောင်သားထီရအောင်ပြန်လည်လိုက်ပို့ခဲ့ပါသေးတယ်ရှယ်ရုခန်လိုကဘာကျော်မင်းသားကြီးဟာစကားပြက်ပြောပြီးတော့ပြန်လိုက်ပို့ပေးတာခါလဲပရိသတ်တယောက်တွေခေါ်ယူစရာပါရှယ်ရုခန်ရဲ့ရှေးဝါကကြီးမားလို့တက်ရွယ်ပြီးကြားမမရွေပရိသတ်တွေရဲ့အားပေးမှုကိုရထားတာပါမြန်မာနိုင်ငံမှာနေတော့ဒီခွေးကိုမရခဲ့ပေမဲ့နိုင်ငံသားမှာလှုပ်သွားလို့မှရှယ်ရုခန်ကိုတွေ့ရတာကြောင့်ပိုပြီးဝမ်းသာနေပါရီဒီပိတ်ကလေးကသူအားပေးတဲ့မင်းသားကိုတွေ့ရတဲ့အချိန်မှာစိတ်တည်လှရှားပြီးတော့စင်မော်တီပြည့်တဲ့နှုတ်ဆက်ခဲ့တဲ့အကြောင်းကနာမည်ကြီးသွားခဲ့ပါရီမက်ဖြူနေတဲ့ဟာတကယ်ကန်ကောင်းတာကြောင့်ရှယ်ရုခန်နဲ့ပြင်မာတွေ့ရတာဖြစ်တဲ့ပြေနီးကဲစကားပြောခွေရခဲ့တာပါရှယ်ရုခန်နဲ့ပြင်မာတွေ့ပြီးတော့စကားပြောခွေရတဲ့မက်ဖြူနေတဲ့ကိုအားချနေကြပြီးသူတို့သာဆိုရင်လည်းအားပေးရတဲ့နှုတ်ပညာရှင်ကိုပြင်မာတွေ့ရင်နှုတ်ဆက်မိမှာပဲလို့ဆိုပါရီရှယ်ရုခန်ကိုပြင်မာမြင်ဘူးအတောင်မှမတွေ့တဲ့အချိန်မှာမက်ဖြူနေတွေကအနီးကပ်နေခွင့်ရရုံမကပြေးပတ်နိုင်ခဲ့ပါရီမက်ဖြူနေတွေကဒူဝိုင်းမှာလှုပ်တာကြောင့်သူတို့ကုမ္ပဏီကိုဖိတ်တဲ့ပွဲတွေကိုလည်းမသားခဏတယောက်ရပါရီစင်မန်ခန့်ကိုတွေ့ပြမဲ့လဲတွားရောက်နှုတ်ဆက်ခဲ့ပဲအပြုတ်နေတဲ့ရှယ်ရုခန်ကိုတွေ့ချိန်မှာတော့အခွင့်အရေးကိုလက်လွတ်မခံတော့ပါဘူးဒီလိုသွားပြီးနှုတ်ဆက်တာနဲ့ပတ်သက်လို့ဝိဖန်စားပေမဲ့ပရိသတ်တယောက်တော်အပြုတ်အဆုံးချိန်မဲ့ဖြစ်ပါရီမြန်မာနိုင်ငံကနုပညာရှင်တွေကိုတွေ့ရင်တော့ဒီလိုတပူတကာနှုတ်ဆက်ချင်မှနှုတ်ဆက်နိုင်ပေမဲ့ဘောလီဝုဒ်မင်းသားဖြစ်တာကြောင့်သူ့ရဲ့အားပေးမှုတွေကိုလည်းပြပြခွင့်ရသွားခဲ့ပါရီပရိသတ်ကြီးရောအပြင်မှာဘောလီဝုဒ်ကဘယ်နုပညာရှင်တွေတွေ့ချင်လဲဆိုတာကိုယ့်ဘက်မှာပြောခဲ့ပြပါအောင်ရှင်ကြည့်ရှုအားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်နောက်နေ့ဒီမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့တောက်ရိုင်နဲ့တူပြန်လာခဲ့ပါဦးမယ်ရှင်ဒီလိုအလုံးနဲ့ပဲနှုတ်ဆက်ခဲ့ကြပါရီအမီနာစင်ခဲ့ကြတဲ့ပရိသတ်တယောက်ချစ်စီတဲ့လေခုစိတ်နှလုံးရှလဲချက်ပြီးပါစေကြောင်းကျမတို့ရဲ့ဖေလေးကနေပြီးတော့စူတာမီတာစကားလေးလက်ဆောင်ပါလိုက်ပြစီနော်